ပေဒီဘာတွေမေးလို့မရဘူးလားမမောမေးမရအောင်လို့မမှတ်မိနေမှာခေါင်းတွေဘာတွေနဲ့ထိထားလားမသိဘူးနော်မပြောတတ်ပါဘူးဟဲ့မောင်ရင်ဘယ်ကလာသေးတယ်အိုးနာရာဒီကမှာဒီကမှာကျမအေးစိတ်လက်စွပ်ကြီးကတော့ပြူးနာပဲတော့အေးတထေးနေမှာတော့ခေါင်းထိပြီးအတိမ်မိနေနေမှာမမောဟုတ်မှာတိုစင်းတွေဘာတွေတော့ကြားဘူးတာပဲအဲ့ဒါများထိလာလားမသိဘူးအဲ့ဒါတော့မဟုတ်တော့ပါဘူးဟဲ့တိုဈေးတွေဘာတွေဆိုအဲ့လိုပစ္စည်းတွေဘာတွေယူသွားတာတော့ဘာလို့ရှိမှာပေါ့အခုကစိတ်နေရောရွှေတွေရောဟိုမှာပြူးပါလို့ဟာဟိုဖုန်းလေးဘာတွေရောမပါဘူးလားမောင်ရင်ဟိုပတ်ဆိုင်အိတ်တို့မှတ်ပုံတင်တော့မပါဘူးလားပါပဲနဲ့ပြောရတော့ခက်နေပြီဒါနဲ့သူကြည့်ရလူကောင်းပုံပါပဲစိန်လက်စွပ်ကြီးတွေကိုပြူးလို့မိုင်ဆုံခါတဲ့ရှမ်းနေမှာထင်တယ်အမှဝတ်ထားတာရှမ်းဝတ်စုံနဲ့အလွယ်အိတ်နဲ့ရှမ်းအဲ့လောက်မဲလို့လားမဲတဲ့ရှမ်းနေမှာပေါ့နေမြင်ဘူးလို့လားမဲတဲ့ရှမ်းအေးတခါမှတော့မမြင်ဘူးအေးမင်းမရပြင်းမြန်နဲ့ဘယ်လိုဆက်လုပ်ကြမှာတော့တက်ဆိုင်ရအောင်အကြောင်းကြားလိုက်ရမလားဟိုဒါမှမဟုတ်ဖုန်းကြောင်းပဲပို့ထိုင်ကောင်းမလားမတော်ကျင်ဘူးဒီမှာပဲနေမယ်တနာပါတယ်ဟဲ့မတော်ချင်ဘူးတဲ့ကျမအိမ်မှာခေါ်ထားလိုက်မယ်လေသူ့အိမ်ကလာပြီးတော့ဆက်သွယ်တော့လဲပြန်ပို့တာပေါ့မဟုတ်တာယောက်ျားလည်းရှင်ရက်ွက်လူကြီးပဲခေါ်ကြည့်ခေါ်ကို့မှာတာဝန်ရှိရလေကိုကခေါ်ထားမှာပေါ့ဘာဖြစ်တော့ချွေးထားမွေးထားဘလောက်ပန်းကြည့်တာမှမဟုတ်တာယောက်ျားရဲ့ငဲကလေဇိုးမမသိလူကောင်းမမသိလူကောင်းပါအမှရှင်တော်ပြောသေးတယ်လေစိတ်နဲ့စွတ်တယ်ပါတယ်နဲ့ပြူလို့အသားရည်လည်းရှင်နဲ့တူတူပဲနော်နေလိုက်တော့ဒီမှာပဲဟောဒီမှာပဲနေနော်ဒီမှာပဲအမနာနဲ့No, baby, no, no, baby, no. ဟုတ်ဘူးလေရှမ်းကြီးရဟိုရိုက်တာဓာတ်ပုံရိုက်ပြီးမှအဲ့မှာလူပြောက် post တွေထက်ပါတယ်ထက်တင်ရမှာလေဓာတ်ပုံရိုက်ရမှာလေအော်အေးငင်းနေ Facebook ပေါ်ဒီပြောက်ကြညာဘာထူးလို့မင်းမတွေ့ဦးရဲ့ကြက်ရဲ့ခုတီတော့ငါတို့တင်ထားတဲ့ဖုန်းကဆက်မဲ့သူကမရှိဘူးလားမဆက်လာပါဘူးယောက်ျားရဲ့ရှမ်းပြည်ဘက်မှာရောလူပြောက်တာတို့အိမ်ကထွက်သွားတာတို့ရောတင်ထားတာဘာညာမတွေ့ဘူးလားခုတီတော့မတွေ့သေးဘူးယောက်ျားရဲ့စိတ်ကြောင်ညစ်တယ်တော့နင်းအဲ့ဒါကြောင့်မို့ပြောတာဗောရှုပ်ရှုပ်ရှက်ရှက်အိမ်ခေါ်မထားပါနဲ့ဆိုအခုအိမ်မှာတင်ကြည့်ထားတာဘယ်နည်းရရှိနေပြီတော့တူပြောထမင်းဟင်းလည်းဟုတ်ဒီပတိမစားချဘူးလို့ရှမ်းကြီးရဲ့ထမင်းစားမလားကင်ခေါက်မစားကျင်ဘူးတွေ့လားချွေးလို့ကိုမရဘူးဟေးပေါ့သူ့နာမည်ကရှမ်းကြီးတယ်လားအဲ့လိုတော့သိဘူးလေရှမ်းလို့ပြောတော့အလွယ်တကူရှမ်းကြီးလို့ခေါ်လိုက်တာပဲထူးနာပဲလေရှမ်းကြီးဘာတော့တွေ့လားအေးလေတလုံးကသူများကိုကျွေးရမွေးရပေးရကမ်းမှာနှမျောတယ်လို့အခုဒဇင်းလေးကကိုအိမ်မော်ခေါ်တယ်အောင်ပါတဲ့မသိရင်ခက်မယ်သူတို့ကြောင့်ကြည့်ရတာချမ်းသာမဲ့ပုံပဲစိတ်လက်စွပ်ကလည်းပြူးနာပဲနော်